သတင်းတွေဟာပလိုက်မှုတွေနဲ့ပြင်းထန်နေတဲ့ဒီနေ့ခေတ်မှာတကယ့်အမှန်တရားကိုသိနိုင်ဖို့ဆိုတာမလွယ်ကူပါဘူးဒီဗီဒီယိုကတော့ကမ္ဘာအဖြစ်အပျက်တွေကိုအမြဲစောင့်ကြည့်လေ့လာနေပြီးပုံမနဲ့ရှိုင်းတဲ့အသိအမြင်ကိုလိုချင်သူတွေအတွက်ဖြစ်ပါတယ်ကမ္ဘာခေါင်းဆောင်တွေနဲ့တိုက်ရိုက်ထိတွေ့နေရတဲ့ကျွမ်းကျင်သူတယောက်ကသတင်းတွေကိုဘလို့စစ်ထုတ်တယ်လဲဆိုတာသိလိုက်ရင်မိတ်ဆွေတို့အံ့ဩသွားပါလိမ့်မယ်ဒီလျှို့ဝှက်ချက်တွေကသတင်းတွေကိုကြည့်တဲ့အခါမိတ်ဆွေရဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေမှာပါလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကသတင်းစာတွေဟာအချက်လက်ကိုပဲအဓိကထားခဲ့ပြီမယ်အခုတော့နိုင်ငံရေးရဗလိုက်မှုတွေရှိလာတာကိုသတိထားမိကြမှာပါ Financial Times လို့သတင်းဌာနမျိုးဟာဖတ်ရတာပြင်းစရာကောင်းပြီးနီးပညာစမ်းပြီမယ်သူတို့ကတော့အချက်လက်ကိုပိုပြီးတိတိကျကျတင်ပြလေးရှိပါတယ်ဒါပေမဲ့ပြည်တွင်းသတင်းတစ်ခုတည်းကိုပဲကြည်နေတာကအမှန်တရားရဲ့တစ်စိတ်တစ်ပိုင်းကိုပဲမြင်ရသလိုထင်နေတတ်ပါတယ်ဒါထက်ပုံမကျဲပြန့်တဲ့အမြင်ကိုရဖို့ဆိုရင်ဘာတွေလိုအပ်အောင်မလဲဆိုတာစက်ကြည့်ကြရအောင်ဂျပန်က NHK ဂျာမနီက Deutsche Welle နဲ့ Britain က BBC တို့လိုနိုင်ငံတကာသတင်းဌာနတွေကိုပေါင်းဆက်ကြည့်ရှုဖို့လိုအပ်ပါတယ်သူတို့မှလည်းကိုယ်ပိုင်အမြင်တွေရှိနိုင်ပေမဲ့မတူညီတဲ့ရှုထောင့်တွေကနေကဘာကြီးကိုဘယ်လိုမြင်တယ်လဲဆိုတာကိုနားလည်စေပါတယ်ဒါကကျွန်တော်တို့ရဲ့အတူရဲ့ခေါ်ကိုပိုပြီးဟန်ချက်ညီစေတယ်လို့တစ်ဖက်သက်အမြင်တွေကနေလည်းကာကွယ်ပေးနိုင်ပါတယ်ဒါပေမဲ့အများသိတဲ့တွေအပြင်တူဝက်ထားနဲ့အမှန်တရားတွေကိုတော့ဘယ်လိုသိနိုင်မလဲကမ္ဘာခေါင်းဆောင်တွေစီကအသွင်သတင်းတွေကိုရဖို့ဆိုတာတရက်နှစ်ရက်နဲ့မရနိုင်ပါဘူးဒါဟာ28နှစ်ကျော်အချိန်ပေးပြီးတည်ဆောက်ခဲ့ရတဲ့ယုံကြည်မှုကြောင့်ဖြစ်ပါတယ်သူတို့ရဲ့အဖိုးတန်းတဲ့အချိန်တွေကိုပေးရကြိုးနှက်အောင်ကိုဘက်ကလည်းထိုက်တန်တဲ့အကြံပေးနဲ့တန်ဖိုးရှိတဲ့အချက်လက်တွေကိုပြန်လည်မျှဝေပေးနိုင်ဖို့လိုအပ်ပါတယ်ဒီလိုမျိုးအပြာလန်ယုံကြည်မှုကနေတဆင့်ရလာတဲ့အချက်လက်တွေကိုတော့ဘယ်လိုစစ်ထွက်ကြသလဲသတင်းပေးသူတွေကကိုယ့်ကိုလိုသလိုလှည့်စားတာမျိုးမခံရအောင်အမြဲတမ်းထားရပါတယ်လူတိုင်းမှာကိုယ်ပိုင်အမြင်ရှိတာကတဘာဝဖြစ်ပေမဲ့တစုံတစ်ခုကိုရည်ရွယ်ချက်ရှိမှားယွင်းအောင်ပြောတာကတော့အန်ဒီရရှိပါတယ်ဒါကိုရှောင်လွှဲဖို့ဆိုရင်သတင်းရင်းမြစ်တစ်ခုတည်းအပေါ်မှာမမှီခိုပဲကွင်းရက်တစ်ခုလုံးကလာတဲ့အချက်လက်တွေကိုချိတ်ဆက်စဉ်းစားတတ်ဖို့လိုပါတယ်တကယ်လက်တွေ့ဖြစ်ရက်တွေမှာဒါကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုဥပမာတစ်ခုနဲ့ကြည့်ကြည့်အောင်ပါAmerican သမ္မတ Donald Trump နဲ့ရုရှားသမ္မတ Vladimir Putin တို့လျှို့ဝှက်တွေ့ဆုံခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။အဲ့ဒီတုန်းကဘယ်သူမှမသိနိုင်တဲ့ဒီအချက်လက်ကိုတခြားနိုင်ငံကခေါင်းဆောင်တွေရဲ့ပြောပြချက်တွေကနေတဆင့်သိခဲ့ရတာပါ။ဒါဟာသတင်းတောက်တစ်ယောက်အနေနဲ့သတင်းထူးရှာတာထက်ကဘာကြီးဘလို့လဲပတ်နေတယ်လဲဆိုတာကိုနားလည်ဖို့ကြိုးစားရကနေရလာတဲ့ရလဒ်ဖြစ်ပါတယ်။ဒီလိုအချက်လက်တွေကိုအဖွဲ့အစည်းတစ်ခုအတွင်းမှာဘလို့စနစ်တကျစီမံခန့်ခွဲတယ်လဲဆိုတာကလေစိတ်ဝင်စားစရာပါအချက်လက်တွေအများကြီးချားမှာဘယ်ရာကအရေးကြီးတယ်လဲဆိုတာကိုဆုံးဖြတ်ဖို့နေ့စဉ်တနက်ခေအစည်းအဝေးတွေပြုလုပ်ရပါတယ်။ကျွမ်းကျင်သူတွေကသူတို့ရရှိထားတဲ့ထူးခြားတဲ့အချက်လက်တွေကိုတင်ပြကြပြီးအရေးကြီးဆုံးကနေအရေးမကြီးဆုံးအထိဦးစားပေးခွဲခြားကြပါတယ်။ဒီလိုအခြေနဲ့တပြေးညီဆွေးနွေးမှုတွေကကမ္ဘာအပြောင်းအလဲတွေကိုမျက်ခြေမပြတ်စေဖို့အဓိကကြပါတယ်။ဒါပေမဲ့ဖြစ်ပျက်သမျှအရာအလုံးကိုအရေးကြီးတယ်လို့သတ်မှတ်လို့ရနိုင်ပါမလားကဘာပေါ်မှာဖြစ်ပျက်နေတဲ့အရေးကိစ္စတွေကိုအချက်၃ချက်နဲ့တိုင်တာပါတယ်အဲ့ဒါတွေကတော့ဖြစ်နိုင်ချေအချိန်ကာလနဲ့အကျိုးသက်ရောက်မှုတို့ဖြစ်ပါတယ်ဥပမာအားဖြင့်ယူကရိန်းစစ်ပွဲကကမ္ဘာစားနပ်ရိက္ခာကိုထိခိုက်စေနိုင်လို့ပိုပြီးလူပြောမှပေမဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်အသေးတွေပြင်းထန်တဲ့တခြားဒေသတွေကတော့သတင်းမှာပါဝင်မှုနည်းနေတတ်ပါတယ်ဒါဟာအချက်လက်တွေကိုဘယ်လိုဦးစားပေးရမလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေပါတယ်ဒီနေ့ခေတ်လူငယ်တွေဟာသတင်းတိုလေးတွေကိုပဲစိတ်ဝင်စားတယ်လို့ထင်ရပေမဲ့တကယ်တော့ podcast လိုမျိုးရှည်လျားတဲ့ဆွေးနွေးမှုတွေကိုပို့ပြီးနားထောင်လာကြပါတယ်ခက်ခဲနဲ့တဲ့ကိစ္စရပ်တွေကိုစာကြောင်းတိုလေးတစ်ကြောင်းတည်းနဲ့နားလည်ဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်အချိန်ပေးပြီးတေချာလေ့လာတာကသာတကယ်အသိပညာကိုရရှိစေနိုင်တာဖြစ်ပါတယ်နောက်ဆုံးမှာတော့သတင်းတွေကိုဘယ်လိုလေ့လာမလဲဆိုတာကမိတ်ဆွေရဲ့နေထိုင်မှုပုံစံနဲ့လည်းအများကြီးသက်ဆိုင်နေပါတယ်အလုပ်တွေဘလောက်ပဲများနေပါစေကိုပိုင်ချိန်နဲ့အနားယူချိန်ကိုခွဲခြားထားဖို့လိုပါတယ်အရေးကြီးတဲ့အစည်းအဝေးတွေမှာဒါမှမဟုတ်မိသားစုနဲ့အတူရှိနေချိန်မှာဖုန်းကိုပိတ်ချတာကအာယုံစူးစိုက်မှုကိုပိုရစေပါတယ်ကဘာကြီးရဲ့ရှုပ်ထွေးမှုတွေကြားမှာမိမိကိုယ်တိုင်ရဲ့ယက်တီချိန်ကိုခိုင်ခိုင်မာမာထားရှိနိုင်တာကသာအောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်။ဒါဟာသတင်းတွေကိုစစ်ထုတ်ယုံတင်မကပဲဘဝကိုပါမှန်မှန်ကန်ကန်ရှောက်လန့်နိုင်တဲ့နီလန်လေးဖြစ်ပါတယ်။